ညာဆိုတာအတိပြောတာအတိညာဆိုတာပေးလို့မရဘူးပေးလို့ရတာ subject matter ပဲပေးလို့ရဒါမို့ပေးလိုက်တဲ့ subject matter ကိုသုတလို့ပဲခေါ်တယ် general knowledge ပေါ့ဘဟုသုတလို့တော့အဲ့ဒီသုတကမှစဉ်းစားဆင်ခြင်ပြီးလက်တွေ့အသုံးချတဲ့အခါမှာပညာဖြစ်တယ်အဲ့တော့ပညာရှိလာပြီဆိုလို့ရှိရင်တချို့ပညာရှိတဲ့ပုဂ္ဂိုလ်ကသုတရှိမရှိရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာလို့စဉ်းစားပြီးလုပ်တယ်အဲ့တော့အမှားမရှိဘူးအပညာတတ်ပြီးမှားယွင်းလုပ်တဲ့လူတွေလည်းအများကြီးရှိတယ်နော်မပြောသင့်တာပြောလို့ပြဿနာတက်တယ်မလုံးသင့်တာလုံးလို့ပြဿနာတက်တယ်အများကြီးပဲရှိတယ်သူကြည့်လိုက်တော့ educated ပဲ educated ပဲတကယ်ကိုသင်ထားတဲ့ပုဂ္ဂိုလ်ပဲအေးပညာဆိုတာတခြားဆိုတာကိုသတိထားဖို့လိုတယ်ဒါကြောင့်မို့ပညာဆိုဒီမှာပိုင်းခြားကွဲပြားသိရှိတာကိုပညာတနည်းအားဖြင့်ပြောမယ်ဆို wisdom သင်လို့တတ်တာ knowledge နဲ့ wisdom အဲ့လိုခွဲပြောမယ်ဆိုရ wisdom ဆိုတာလက်တွေ့သုံးချပြီးတော့ဆုံးဖြတ်နိုင်တာကို wisdom လို့ခေါ်တယ်ပြောမယ်ဆိုရင် experience နဲ့သက်ဆိုင်တာဒါကြောင့်မို့ဒီမှာဆိုလိုတဲ့ပညာဟာဘာလို့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတယ်အဲ့ဒီခွဲခြားသိမှုဆိုတာအမှန်တမ်းအရေးပါတယ်အဲ့ဒါစဉ်းစားအဲ့ဒီအချိန်မှာ theory ကိုရွတ်ရတာမဟုတ်ဘူးလေလှုပ်တဲ့မှာလည်းမလှုပ်တဲ့မှုဆိုတာအကြောင်းအသင်ခဲ့တာမှမဟုတ်တာအကြောင်းအသင်လည်းနည်းနည်းပဲသင်လို့ရမှာပေါ့အဲ့တော့ကိုယ့်ဘက်ကိုစဉ်းစားတာလှုပ်တဲ့လားမလှုပ်တဲ့ဘူးပြောတဲ့လားမပြောတဲ့ဘူးပြောတဲ့သလားမပြောတဲ့နဲ့စကားလားဟောကိုယ့်ကိုခွဲခြားသိအဲ့ဒါကြပညာလို့ခေါ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာကွဲပြားသိတာပညာမသိရင်ဘာဖြစ်လဲဆိုရင်လှုပ်တဲ့နာကိုမလှုပ်တဲ့မှုလို့ထင်တယ်မလှုပ်တဲ့နာကြတော့လှုပ်တဲ့နယ်လို့ထင်တယ်ဟောလွဲသွားအဲ့တော့လှုပ်တဲ့နာကိုမလှုပ်တဲ့မှုလို့ထင်တာနဲ့မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တာနှစ်ခုစလုံးဟာအကျိုးဆိုးတဲ့အခါမှာတူပဲမလှုပ်တဲ့နာကိုလှုပ်လို့ရှိရင်မှားယွင်းလှုပ်သည့်အတွက်ကြောင့်ချီမာတဲ့ဆုံးရှုံးမှုကိုဖြစ်စေလှုပ်တဲ့နာကိုမလှုပ်ဖဲနေရင်ရတဲ့နာမရသည့်အတွက်ကြောင့်ဆုံးရှုံးမှုပဲဖြစ်တယ်မလှုပ်တဲ့နာကိုလှုပ်တာနဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနေတာဟာတူပဲအပြစ်ကြီးပဲလို့သူတို့ပြောတာဒီနှစ်ခုကတူပဲမလို့လူတွေကအပြစ်တင်ရင်ပြောတာပေါ့လူတယောက်ဒုက္ခရောက်ပြီဆိုရင်ပြောတယ်ဒီလူကမလို့တင်တာလှုပ်တာဒါကြောင့်မို့ဒုက္ခရောက်တယ်ဒါတော့အပြစ်တင်လှုပ်တင်တာမလှုပ်ဖဲနဲ့ဒုက္ခရောက်တဲ့လူတွေလည်းရှိတယ်လှုပ်တင်တာကိုမလှုပ်လို့ပျက်စီးဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါကြောင့်မို့အကျိုးသက်ရောက်မှုချင်းကြတော့တူတယ်လို့ဆိုလို့တယ်ပေါ့ဒီတစ်ခုစလုံးကအပြစ်ပဲဆိုတော့မိဘဆိုတာပြုစုရမယ်တာဝန်ဝတ္တရားရှိတယ်လှုပ်တင်တယ်မလှုပ်ဘဲနေလို့ရှိရင်အပြစ်ဖြစ်တာပဲဒါလေနော်ပညာငယ်စဉ်ကသင်ရမယ်လှုပ်တင်တယ်ပညာသင်ရမှာမသင်မဲနဲ့နေလို့ရှိရင်လှုပ်တင်တာကိုမလှုပ်ဘူးလို့ခေါ်တယ်စီးပွားရှာရမယ်လှုပ်တင်တယ်မလှုပ်ဘဲနေလို့ရှိရင်စီးပွားဥစ္စာမတိုးတက်ဘူးဒါလေဆုံးရှုံးမှုတစ်ခုပဲလေမလှုပ်တင်တာကိုလှုပ်လို့ပစ္စည်းတွေပြတ်သွားတယ်မလှုပ်တင်တာကိုလှုပ်လို့အပြစ်ဖြစ်တယ်လှုပ်တင်တာမလှုပ်လို့ရှိရင်လည်းမရဘူးဆုံးရှုံးတယ်အဲ့ဒီနှစ်ခုကိုခွဲပြားသိပြီးတော့မလှုပ်တင်တာကိုရှောင်တယ်လှုပ်တင်တာကိုလှုပ်တယ်ဆိုတာပညာရဲ့စွမ်းရည်လို့ခေါ်တယ်အဲ့ဒီပညာမျိုးရှိရမယ်တဲ့ဒီလိုပြောတာနော်